အားလုံးပဲမင်္ဂလာပါဒီနေ့မှာယုံကြည်သူတယောက်မှာပေါ့နော်ရေနစ်ချင်းမင်္ဂလာဘယ်နှကြိမ်ခံရမလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့အနေငယ်ခွန်အားပေးဆွေးနွေးချင်ပါတယ်ဆိုတော့ရေနစ်ချင်းမင်္ဂလာလို့ပြောတဲ့အခါမှာယုံကြည်သူရဲ့အတ္တထဲမှာမင်္ဂလာ၃မျိုးရှိတာဖြစ်တယ်နံပါတ်1ကတော့ခရစ်တော်ယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးတဲ့နောက်မှာနစ်ချင်းမင်္ဂလာဆိုပြီးတော့ကျွန်တော်တို့ခံရတာဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့တကြိုခြင်းရှင်ပြထမြောက်ခြင်းတက်တိုင်ပေါ်မှာခံပြီးတော့တကြိုခြင်းရှင်ပြထမြောက်ခြင်းကိုပို့ဆောင်တဲ့ဒီယနေ့ချင်းမင်္ဂလာကိုခံရတာဖြစ်တယ်နံပါတ်2ကတော့ပွဲတော်မင်္ဂလာဆက်ရတာဖြစ်တယ်ပွဲတော်မင်္ဂလာနံပါတ်3ကတော့ထိမ်းမြန်းမင်္ဂလာပေါ့နော်ဆိုတော့ဒီထိမ်းမြန်းမင်္ဂလာကောင်းကင်နိုင်ငံမှာယေရှုခရစ်တော်နဲ့တွေ့ဆုံပြီးတော့ထိမ်းမြန်းမင်္ဂလာဆောင်နေခြင်းပေါ့နော်ယေရှုနဲ့တဲလုံနဲ့မင်္ဂလာဆောင်နေတယ်ဒီမင်္ဂလာ၃မျိုးရှိတာဖြစ်တယ်ဒီမင်္ဂလာ၃မျိုးဟာ၃မျိုးစလုံးကအရန်ရေးကြည့်တာဖြစ်တယ်အရေးမကြီးတဲ့အရာမဟုတ်ဘူးအရန်ရေးကြည့်တဲ့အရာဖြစ်တယ်အလွန်တတ်ရှင်းတဲ့အရာဖြစ်တယ်နော်ဒါကျွန်တော်တို့အလေးထားရမယ့်အရာလေးဖြစ်ပါတယ်ဆိုတော့အခုလူတွေတော်တော်များများကရေနစ်ချင်းမင်္ဂလာခံယူတာပေါ့နော်ရေနစ်ချင်းမင်္ဂလာခံယူတဲ့အရာကတချို့ကတစ်ခါပဲခံရပြီဆိုပြီးတော့ယုံကြည်တဲ့သူတွေရှိတယ်တချို့ကကိုအရင်တော့ကျွန်တော်ကောင်းကောင်းမနာလေခဲ့လို့ခုပြန်ခံမယ်ဆိုပြီးတော့ခံတဲ့လူတွေရှိတယ်နောက်တချို့ကပါလဲဆိုတော့အရင်တော့ခံပြီးပြီအခုလဲဆရာတယောက်နဲ့တွေ့ရခါမှာပြန်တစ်ခါပြန်ခံတယ်နောက်ဆရာတစ်ပါးနဲ့ပြန်တွေ့တော့ပြန်အဲ့မှာပြန်ခံတယ်နောက်ပို့ပြီးတော့နောက်ဖျားလူပါဆိုပြီးတော့လူတွေနဲ့ပြန်တွေ့တော့ဆရာကြီးတွေနဲ့ပြန်တော့သူ့ရှိမှလည်းပြန်ခံနေရောဆိုတော့အထက်ခံကြတာပေါ့နော်တချို့လဲ9ခေါက်10ခေါက်လောက်ခံတဲ့လူရှိတယ်ပြောတာနော်ကြားရပါနော်စက်တိခံတဲ့အဲမှာကြားမိတွေ့ရတာပေါ့နော်ဆိုတော့တချို့လဲ2ခါ3ခါခံတယ်တချို့လဲခံလို့မပြီးတော့ဘူးတော့အဆက်ဖြစ်နေပေါ့နော်ဟိုမှာတွေ့ရင်လည်းဟိုမှာခံဒီမှာတွေ့ရင်ဒီမှာခံဖြစ်နေဆိုတော့ဒီဟာတွေကတော့ဒီကေဒီချင်းဆုံးရှုံးတဲ့အပိုင်းတော့မဟုတ်ကျွန်တော်အနေနဲ့နားလည်တာပေါ့နော်ဒီဟာကတော့ဒီဩဝါဒအပိုင်းပေါ့နော်ဩဝါဒအပိုင်းမှာဒါဆရာတွေကိုယ်တိုင်ကကောင်းမတုံတင်ပေးတဲ့အရာများလားဆိုပြီးတော့တစ်ချက်ဘယ်လိုပြောလဲဆိုရင်တော့မဟုတ်တစ်ချက်စဉ်းစားမိတယ်ပေါ့နော်ဆိုတော့ဒီနေ့ချင်းကတစ်ခါခံပေးရင်နောက်ထပ်ခံစရာမလိုတော့ဘူးဆိုတဲ့အရာတွေတုံတင်ပေးတဲ့အပိုင်းမှာလိုသွားသလားနောက်ထပ်ခံချင်နဲ့ခံလို့ရတယ်ဆိုတဲ့အပိုင်းမှာတို့တုံတင်လိုက်လို့အဲ့လိုဆရာတစ်ပါးရှိမှတစ်ခေါက်အဲ့လိုခံနေကြတာလို့မသိဘူးเนาะဆိုတော့ကျွန်တော်အနေနဲ့တော့ခွန်အားပေးချင်တာယုံကြည်သူတယောက်မှာเนาะယုံကြည်သူတယောက်မှာတခါခံရင်လုံလောက်တယ်လို့ကျွန်တော်ကတော့အဲ့လိုကိုကျန်းစာဖတ်တဲ့အရာတွေနဲ့ကျန်းစာလေ့လာတဲ့အရာတွေထဲကနေပေါ့နော်ကျွန်တော်နားလည်ရတာပေါ့နော်ဆိုတော့တခါခံထားရင်လုံလောက်ပြီလို့ကျွန်တော်တို့အဲ့လိုယုံကြည်မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ခဏခံတဲ့လူလဲလုံးဝ100%မားတယ်ဆိုပြီးတော့လုံးဝပြောချင်တာလည်းမဟုတ်ဘူးပေါ့နော်တမန်ကျမ်းစာမှာကတော့တခါတလေဘယ်လိုပြောမလဲတမန်ကျမ်းစာအရပြောမယ်ဆိုရင်တော့ယောဟန်ရဲ့နိချင်းမင်္ဂလာခံယူထားတဲ့လူနဲ့ယေရှုခရစ်တော်ရဲ့နာမနဲ့နိချင်းမင်္ဂလာခံယူထားတဲ့လူဒီထဲမှာတော့ယောဟန်ရဲ့နိချင်းခံပြီးတဲ့နောက်ထပ်ယေရှုခရစ်တော်ရဲ့နိချင်းခံယူထားတဲ့အရာခံယူလိုက်တဲ့အရာတမန်တော်ထဲမှာတမန်တော်ဝတ္ထုထဲမှာတော့မြင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကျေးဇူးတော်ကာလထဲမှာယေရှုခရစ်တော်ကိုတကယ်မိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်ပြီဆိုရင်တခါခံထားရင်လုံလောက်ပြီလို့ကျွန်တော်အနေနဲ့အဲ့လိုယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတခြားအရာတွေစဉ်းစားတာထက်နော်ယေရှုခရစ်တော်ကိုစဉ်းစားဖို့မှဒါမှရည်ကြည်တယ်။ယေရှုခရစ်တော်ကအလုံးစုံတို့ကိုပြည့်စုံစေဖို့ရန်အတွက်နိချင်းမင်္ဂလာဗတ္တိဇယောဟန်စီမှာတခါပဲခံခဲ့တာနော်တခါပဲခံခဲ့တာဖြစ်တယ်တခါခံတဲ့ခါမှာ
ဝိညာဉ်တော်ကဂျိုးညစ်ခဲ့လို့ဘုရားသားဖြစ်ကြောင်းကိုဆင့်သက်ပြီးတော့တည်ထူတယ်နောက်ပြီးတော့ကောင်းကင်ကလည်းခမဲတော်ဘုရားသခင်သူရဲ့ချစ်သားတော်ဖြစ်တယ်ဆိုတဲ့အရာကိုအတန်နဲ့နော်တည်ထူခဲ့တာဖြစ်တယ်ခမဲတော်သားတော်တရှင်တော်ဝိညာဉ်တော်ယေရှုခရစ်တော်နှစ်ချစ်ခံတဲ့အခါမှာမြင်တွေ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နှစ်ချင်းခံတဲ့အရာကယေရှုခရစ်တော်နှစ်ချင်းခံတဲ့အရာကသူလဲတကြိုချင်းအပြစ်ကြောင့်အပြစ်ဆိုတာသူ့ရဲ့အပြစ်မဟုတ်ဘူးကျွန်တော်တို့ရဲ့အပြစ်ကြောင့်တကြိုချင်းအတေခံဘယ်လိုပဲကားတိုင်းတင်ချင်းအတေခံချင်းတကြိုချင်းရှင်ပြန်ထမြောက်ခြင်းဒီဟာကိုနော် prophet နမိတ်ရှင်းနမိတ်ပြုထားတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ခံတဲ့ဟာတော့ကျွန်တော်တို့ကတော့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လိုက်ပြီးယေရှုခရစ်တော်ကားတိုင်းပေါ်မှာအသေးခံတကယ်လို့ကျွန်တော်တို့ရဲ့ဇာတိဟောင်းအပြစ်နဲ့ဆိုင်တဲ့အရာယေရှုနဲ့အတူအသေးခံပြီးယေရှုခရစ်တော်တကြိုချင်းခံတကယ်လို့ပဲကျွန်တော်တို့တွေလည်းယေရှုခရစ်တော်နဲ့အတူတကြိုချင်းခံပြီးဆိုပြီးရေထဲမှာနှစ်တာဖြစ်တယ်ရေထဲကလည်းပြန်ထလာခြင်းကလည်းပဲယေရှုခရစ်တော်တေခြင်းမြစ်စွမှာကို3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်အောင်မြင်ခဲ့တဲ့ကဲ့သို့ကျွန်တော်တို့လည်းလူတစ်ဖြစ်ခြင်းနဲ့အတူရှင်ပြန်ထမြောက်ခြင်းနဲ့အတူဒါပို့ဆောင်တာဖြစ်တယ်เนาะဆိုတော့ယင်းနှစ်ချင်းမင်္ဂလာခံယူတာကတော့တစ်ချိန်ခံယူထားပြီဆိုရင်လုံလောက်ပြီလို့ကျွန်တော်အနေနဲ့ဒီလိုခွန်အားပေးချင်ပါတယ်ပေါ့เนาะဂျာနဲ့လူအများကြီးခံထဲတဲ့လူကိုဒါဗလိမ့်တာတော့မဟုတ်ဘူးတမန်ကျမ်းစာနဲ့အညီကျွန်တော်တို့ကြည့်တဲ့ခါမှာယင်းနှစ်ချင်းမင်္ဂလာကယုံကြည်သူတယောက်ခရစ်တော်ကိုတကယ်ယုံကြည်တဲ့လူတယောက်ကတစ်ချိန်ခံထားရင်လုံလောက်ပြီဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီနေ့ဒါစင်ချင်မိတာလေးတွေနဲ့ခွန်အားပေးချင်ပါတယ်ပေါ့နော်အရောက်တိုင်းပုံမှာဖျက်ခင်ထူးကောင်းချီးပေးပါစေ